စားတောက်ဆိုင်သွားရင်မဖြစ်မနေလုံးဝကြက်ထားတဲ့နဲ့စာကြောင်းငါးကြောင်းပါအထူးသဖြင့်အခုမှထိုင်းကိုရောက်လာတဲ့လူတွေထိုင်းပါလာစကားကိုခုမှစပြီးတော့လေးလာတဲ့လူတွေအတွက်တော်တော်လေးကိုအထောက်အကူဖြစ်ပါတယ်เนาะကျွန်တော်တို့ခုမှထိုင်းကိုရောက်လာတယ်ဆိုရင်စားဖို့တောက်ဖို့လို့တယ်စားတောက်ဆိုင်သွားရမယ်เนาะကိုစားချင်တာရှိရင်ဘယ်လိုမှာလဲပေါ့เนาะအသေးစိတ်ကြည့်ရအောင်เนาะအရန်လွယ်တယ်ငါးကြောင်းပဲကြက်ရင်လုံလောက်ပါပြီအဲ့တော့ပထမဆုံးပေါ့เนาะကျွန်တော်တို့ဒီစားတောက်ဆိုင်ကိုရောက်သွားတယ်เนาะအကဲ menu ရှိရင်တော့ menu ကြည့်ပြီးတော့မှာလိုက်ရုံပဲဟုတ်တယ်เนาะအကဲ menu မရှိဘူးဆိုရင်ကျွန်တော်တို့တောင်းရမယ်ပေါ့เนาะတောင်းတဲ့ချိန်မှာဘယ်လိုတောင်းလို့ရလဲขอเมนูหน่อยครับလို့တောင်းရပြီเนาะขอเมนูหน่อยค่ะขอတောင်းတယ်ขอหน่อยဆိုတာကတောင်းဆိုတဲ့နေရာမှာသုံးတာပေါ့เนาะขอหน่อยเนาะကြားထဲမှာကိုတောင်းဆိုခြင်းတဲ့အရာကိုထည့်လိုက်ရုံပဲขอเมนูหน่อยရမယ်เนาะเมนูဆိုတာက menu ကိုပြောတာပေါ့เนาะขอเมนูหน่อยครับขอเมนูหน่อยค่ะရမယ်เนาะအဲ့တော့ okay ကိုကဥပမာပေါ့เนาะဒီ menu ရလာပြီကိုမှာချင်တဲ့အရာကိုကကြည့်လိုက်ပြီးပေါ့เนาะလောလောဆယ်ကဒီ hint ပွဲတွေရဲ့နာမည်ကိုတော့ကျွန်တော်တို့တည်သေးမှာမဟုတ်ဘူးဟုတ်တယ်เนาะ hint ပွဲနာမည်ကအများကြီးပဲအခုမှလေးလာတဲ့လူတယောက်အနေနဲ့တည်သေးမှာမဟုတ်ဘူးကိစ္စမရှိဘူးလောလောဆယ်စားဖို့တောက်ဖို့လို့တယ်ချိန်မိုင်းအဲ့တော့ခရူတို့က menu ကိုကြည့်လိုက်တယ်ဥပမာဒီဟာကိုစားချင်တယ်ဆိုရင်အဲ့ဟာကိုလက်ညှိုးထိုးပြီးတော့ပြောလိုက်ရုံပဲလက်ညှိုးထိုးပြီးတော့ขออันนี้1จานครับแต่မမို့เอาနဲ့တုံးလိုက်ရတယ်เอาဆိုတာကယူမယ်ပေါ့เนาะเอาอันนี้1จานครับဆိုရင်ဒီဟာတပွဲယူမယ်ဆိုတဲ့အတိတ်ပဲเนาะเอาอันนี้1จานครับเนาะแต่မမို့เอาอันนี้1ที่လို့လည်းတုံးလို့ရတယ်เนาะเอาอันนี้1ที่ครับเอาอันนี้1จานครับဆိုရင်ဒါတပွဲယူပါမယ်ဒါတနေရာစာယူပါမယ်ဆိုတဲ့အတိတ်ပဲဟုတ်ပြီเนาะအဲ့လိုမျိုးပြောလိုက်ရုံပဲပေါ့เนาะเอาอันนี้1จานครับเอาอันนี้1จานครับเอาอันนี้1จานครับက3မျိုးဆိုရင်အဲ့လိုမျိုး3ခါပြောလိုက်ရုံပဲဒါဆိုရင်က hint ပွဲ3မျိုးမှာပြီးသားဖြစ်သွားပြီဟုတ်ပြီเนาะအဲ့တော့ဒါဒုတိယတစ်ကြောင်းတတိယတစ်ကြောင်းကအရေးကြီးတာကပါလဲဆိုတော့ကိုကဥပမာအဆက်မစားဘူးအဆက် short ချင်တယ်ဆိုရင်ပြောဖို့လိုတယ်လीเนาะအဲ့ဒါမပြောတတ်တာနဲ့တင်ဆက်နေတာကိုစားနေရတာကအဆင်မပြေဘူးပေါ့เนาะအဲ့တော့ကိုကဥပမာမဆက်ဘူးလို့ပြောမယ်ဆိုရင်တော့လွယ်လွယ်လေးပဲသုံးလုံးပဲပေါ့เนาะไม่เผ็ดเนาะไม่เผ็ดนะครับအဲ့လိုမျိုးသုံးလိုက်ရပြီเนาะไม่เผ็ดนะครับไม่เผ็ดนะคะမဆက်ဘူးเนาะရမယ်เนาะဒါမှမဟုတ်ကိုကဒီအဆက် short မယ်เนาะလို့ပြောမယ်ဆိုရင်เผ็ดน้อยนะလို့သုံးလို့ရတယ်เนาะเผ็ดน้อยนะครับเผ็ดน้อยนะคะရမယ်เนาะเผ็ดน้อยนะครับเผ็ดน้อยนะคะတဘောကအဆက် short မယ်เนาะအဆက်နည်းမယ်เนาะဟုတ်ပြီเนาะပြီးတော့နောက်တစ်ခုကပါလဲဆိုတော့ကိုဥပမာစားနေရင်းနဲ့တခုခုလို့တယ်ပေါ့နော်ဥပမာအဖြစ်စွန်းမပါလာဘူးစွန်းလိုအပ်တယ်တူလိုအပ်တယ်ဒါမှမဟုတ်တီရှူတောင်းချင်တယ်ရေတောင်းချင်တယ်အဲ့လိုမျိုးတောင်းချင်တယ်ဆိုရင်ကျွန်တော်တို့ဘယ်လိုသုံးလို့ရလဲဆိုတော့ခုနပြောတဲ့အတိုင်းပဲခေါ်နဲ့หน่อยကြားထဲမှာကိုလိုချင်တဲ့အရာကိုထည့်ပြီးတော့တောင်းလိုက်ရုံပဲဥပမာအဖြစ်စွန်းပေးပါအောင်လို့ပြောမယ်ဆိုရင်ขอช้อนหน่อยครับရမယ်เนาะขอช้อนหน่อยค่ะช้อนဆိုတာကစွန်းကိုပြောတာเนาะဥပမာခရင်လိုချင်တယ်ဆိုရင်ขอซ่อมหน่อยครับขอซ่อมหน่อยค่ะရမယ်เนาะแต่မဟုတ်ဥပမာရေလိုချင်တယ်ဆိုရင်เนาะขอน้ำเปล่าหน่อยครับขอน้ำเปล่าหน่อยค่ะน้ำเปล่าဆိုတာကရေတက်ဟုတ်ပြီเนาะဒီတိုင်းပဲတီရှူလိုချင်တယ်ဆိုရင်ขอทิชชู่หน่อยครับขอทิชชู่หน่อยค่ะရမယ်เนาะဒါပေမဲ့ကိုလိုချင်တာကိုတောင်းဖို့ကကြတော့ဒီပစ္စည်းတွေရဲ့နာမည်ကိုထိုက်လို့ဘယ်လိုပြောလို့ရလဲဆိုတာကိုတော့ကိုတည်ထားဖို့တော့လိုအပ်တယ်ပေါ့เนาะဒီဟာရှိမယ်ပြီးရင်ဒီဟာလောက်ပါပဲပေါ့เนาะအစပိုင်းမှာပေါ့เนาะပြီးတော့နောက်ဆုံးတစ်ကြောင်းကစားပြီးသွားပြီဆိုရင်ပတ်စံရှင်းမယ်ငွေရှင်းမယ်ဆိုရင်ဘယ်လိုလေးတွေတုံးလို့ရလဲဆိုတော့เก็บเงินครับလို့တုံးလိုက်ရပါပြီเนาะเก็บเงินครับเก็บตังค์ครับရတယ်เนาะเก็บเงินครับเก็บตังค์ครับแต่မဟုတ်เช็คบิลครับလို့လည်းတုံးလို့ရတယ်ဒါကအင်္ဂလိပ်စကားလုံးကနေယူထားတာเนาะเก็บเงินครับเก็บตังค์ครับเช็คบิลครับကြိုက်တာနဲ့တုံလို့ရတယ်ဒါဆိုရင်ဒီငါးကြောင်းရတာနဲ့တင်ကျွန်တော်တို့ဒီစားတောက်ဆိုင်မှာယုံကြည်ချက်အပြည့်အဝနဲ့ကိုတွားစားလို့ရတယ်ဟုတ်ပြီနော်အနီးပဲပြောတတ်တာထက်ပေါ့နော်ဒီငါးကြောင်းကိုကကောင်းကောင်းလေးတုံးတတ်တယ်ဆိုရင်ကိုယ့်အတွက်အများကြီးအထောက်အကူရှိမယ်လို့ယုံကြည်ပါတယ်ဟုတ်ပြီနော်ဟုတ်ပြီဒီအတိုင်းပဲထိုင်းစာရောထိုင်းစကားရောလုံးဝအခြေခံကနေစနစ်တကျလေးလေ့လာခြင်းနဲ့နော်လောလောဆယ်လိုအပ်တဲ့အပိုင်းကနေစပြီးတော့လေ့လာခြင်းနဲ့ပြီးတော့ဒီတဖြည်းဖြည်းချင်းပေါ့နော်တဆင့်ချင်းစီပါပင်ပါလေ့လာမှလည်းဆိုတာကိုတေချာလေးစီစဉ်ထားတဲ့တင်တန်းမှာတက်ခြင်းနဲ့ဆိုရင်ကျွန်တော်တို့ဒီလကုံ3ရက်နဲ့ level 1ပြန်စဖို့ရှိပါတယ်နော်ဒီတင်တန်းကကျွန်တော်တို့ဖွင့်လာတာအခုဆိုရင်အခါပေါင်း40နဲ့တစ်ကြိမ်တောင်ရှိလာပါပြီပေါ့နော်ဖွင့်နိုင်လဲလူအများတန်းပြည့်တယ် review လဲတော်တော်လေးကောင်းတဲ့တင်တန်းပါအဲ့တော့ကိုကစိတ်ဝင်စားတယ်အခြေခံကနေတေချာလေးလေ့လာခြင်းနဲ့ဆိုရင်တော့ Patient Messenger ကိုဆက်သွယ်သွားပေးပါနော်စာရောစကားရောအခြေခံကနေစပြီးတော့လေ့လာမှာဖြစ်ပါတယ် Video class လည်းဖြစ်တဲ့အတွက်ကိုအားတဲ့ချင်းအဆင်ပြေတဲ့ချင်းဝင်ပြီးတော့လေ့လာလို့ရတယ်ဟုတ်ပြီနော်တင်တန်းကြေးကတော့ပတ်900ပါဒီနေ့အတွက်ဒီလောက်ပါပဲผม James စวัสดีนะครับ